ကျွန်တော်တို့မိသားစုဗုဒ္ဓဂါယမှာကရင်ခင်မှာဖြစ်တဲ့အတွက်မိသားစုကလည်းများတော့အလုံးပေါင်း21ရောက်တော့မှဖြစ်တဲ့အတွက်ဘတ်ဂျက်စိတ်ဖြစ်အောင်စတိုးနဲ့မသွားဘဲနဲ့အခုစီစဉ်တဲ့ကိုရန်ကုန်လေးစိတ်ကနေဂါယာကိုတိုက်ရိုက်မသွားဘဲနဲ့အခုကာလကတာကိုသွားပါမယ်ကာလကတာကိုတော့ညကိုရောက်သွားတာပေါ့ဒါကတော့အခုကာလကတာဘူတာကိုမနေ့အစောကြီးထားလာပါပြီမနေ့အစောကြီးရောက်ပါပြီကာလကတာမှာအခုကျွန်တော်တို့ကရထားက6နာရီထွက်မှာပါရထား6နာရီဆိုတော့နေကင်း12နာရီလောက်ထိစီးရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့မနေ့အစောကြီးထားပြီးတော့အခုဘူတာကိုရောက်ပါပြီဒါကတော့ကာလကတာမှာရှိတဲ့ Howard Junction ရထားဘူတာဖြစ်ပါတယ်ဒီဘူတာကတော့အိန္ဒိယမှာတော့အကြီးဆုံးပဲသူလိန်20နဲ့4လိန်တောင်ရှိတယ်ရထားတွေကလည်းတစ်စီးနဲ့တစ်စီးတောက်လျှောက်ဝင်လိုက်ထွက်လိုက်နဲ့အများကြီးပဲပြောတာတော့ကဘာမှာတော့အကြီးဆုံးလို့တော့ပြောပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ခုလက်ရှိစီးမဲ့ကျွန်တော်တို့သွားမဲ့ရထားစိုက်ပါပြီကြီးစံရထားပါ bullet train ပါပဲအခုပစ္စည်းတွေတင်ပြီးကျွန်တော်တို့နေရာချနေပါပြီရထားလက်မှတ်ကလည်း20နဲ့အလုံးပေါင်းဟိုလာကျူတာနဲ့ဆို25ရောက်ဆိုတော့ဟိုဘက်ဒီဘက်ခွဲရထားလက်မှတ်ကခွဲစီရတာအခုရောက်ချင်းရေတပူးပေးပါတယ်အခုရထားစထွက်ပါပြီခဏနေကြရင်ကျွန်တော်တို့ရေတပူးပေးပြီးတော့အခုမဆလာတီနဲ့မုန့်ဘီစကစ်လာကျွေးပါတယ် breakfast ပေါ့အခုကျွန်တော်တို့ရထားစထွက်တော့အခုလက်မှတ်တွေလေးလိုက်စစ်ပါတယ်ရထားကတော့ညင်ညောင်ပဲတက်နဲ့စီးရပါတယ်ရထားကတော့ကျွန်တော်တို့ကဒီသူကမျက်နှာချင်းဆိုင်ဆိုကျွန်တော်တို့ကပြောင်းပြန်ကြီးစီးသလိုကြီးဖြစ်နေတာပေါ့နော်ရထားကြီးကနောက်ကိုသွားနေကျွန်တော်တို့ကတော့ရေးလဲထိုင်နေရတယ်တချို့ကြောင်လည်းခေါင်းမှုတက်တော့ဟိုဖြစ်ပါတယ်ဒါကတော့နေကင်းစာပါသမင်းရဲ့ပေါင်မုံရဲ့ထောပတ်ရဲ့ဒါကျွေးပါတယ်လမ်းတစ်လျှောက်မှာလဲဒီလိုအိမ်နေအများကြီးပါဒီလမ်းတစ်လျှောက်မှာရထားလမ်းလျှောက်မှာအဲ့လိုအုတ်တိုင်းတွေကကျွန်တော်တို့ဒီကလကတာနေဂါယာထိပေါ့ဂါယာထိကိုအဲ့လိုအုတ်တိုင်းကပတ်အပြည့်ရှိပါတယ်ဒါတော့တဘူတာပြီးတဘူတာတော့စိုက်ပါတော့တချို့ဘူတာတွေတော့ရက်တယ်တချို့ဘူတာတွေတော့မရက်ဘူးပေါ့ဒီကြည်စံရထားတော့ဒါကတော့အမှန်ကျွန်တော် Howard Junction ကနေသွားတယ်ဒါကီလိုမီတာကိုပြတယ်ရှေ့ဘူတာ next ဘူတာဘယ်မှာရက်မယ်အဲ့မှာပြတယ်သွားတဲ့နှုံးကစားသူက129ကီလိုမီတာပဲအထိပဲမောင်းတယ်အဲ့ထက်လည်းပိုမပေါင်း129 next တော့ဆိုရင်30ဘယ်လောက်မီတာမှာပြမယ်ဆိုတဲ့ဟာလဲတန်းပြပါတယ်ဒါတော့ driver ပါသူဘိုးတိုင်းတစ်ခုပါမယ်တတွဲမှာရိုးအိမ်သာတစ်ခုပါတယ်နှစ်ခုတတွဲမှာနှစ်ခုပုံမှန်ပါပဲချာခြင်းကတော့ဖိနိုင်ကုန်းအောက်မှာပါပါတယ်ရထားဈေးနှုန်းကတော့ကျွန်တော်တို့တယောက်ကို3သိန်းခွဲလောက်ကျတယ်ဗျလေရင်ကဂါယာနေခုကျွန်တော်တိုးနေသွားမယ်ဆိုတယောက်ကို340လောက်ဒီပေါက်နေရဖြစ်တဲ့အတွက်ကျွန်တော်10ရက်ကြော်ကြာမှာ10ရက်လောက်ကြာမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတိုးနေမသွားဘဲနဲ့ကိုယ်စီစဉ်နဲ့ကိုသွားကြတာဖြစ်ပါတယ်လမ်းတစ်လျှောက်မှာလည်းဒီလိုစိမ့်ဆိုးတဲ့ဟာတွေရှိတယ်အိမ်တွေရှိတယ်သူတို့စီကတော့အိမ်တွေကတော့ညင်တဲ့အတိုင်းပဲဘယ်သူမှပြီးအောင်ဆောင်မထားဘူးဒါကတော့နှောက်ချီးတွေပေါ့လှမ်းထားတာအဲ့ဒါတွေကတော့သူတို့မျိုးရဲ့ delay လို့ဖြစ်နေတာပေါ့လမ်းတစ်လျှောက်မှာဒီလိုမျိုးအုံနေရန်တွေမှာလှမ်းတယ်အိမ်တွေမှာကတ်တယ်ဒီမျိုးမှာဂါယာမျိုးတွေမှာလည်းအဲ့တိုင်းပဲသူတို့ကမီးရှို့တာပေါ့ဟိုမီးရှို့ကိုထင်းသုံးတာပေါ့နော်အိမ်တွေကတော့အဲ့လိုမျိုးအုပ်ပုံစံအဲ့ဒါလည်းကလေးလေးထောင်မှာနှောက်ကြီးလေးရွက်ထားတာကျွန်တော်တို့ဒါဂါယာမျိုးကိုရောက်ပါပြီနောက်ထပ်ဆက်ပါပေးပါမယ်ခင်ဗျာ